တို့ကြက်ကြက်ဖတ်ထားပါလောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မင်းလောကကြီးမှာထွက်သွားလိုက်ပါစိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနိုင်တယ်စိန်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာအောက်တန်းမှာနေပါဘယ်တော့မှအထက်တန်းမှာမပြောပါနဲ့အဲ့ဒါမင်းတို့ပတ်တာစိတ်ခေါ်တာကိုလက်ခံမင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေရဲ့အတွက်သာလေနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံဝင်တယ်တန်ညောတစ်ခုကိုတစ်သားထဲမှာရက်လေတိုင်းဆိုလိုက်တော့တစ်သားတွေကိုတန်ညောကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညောကမာတယ်တစ်သားကပြော့တယ်တန်ညောနေမှုအတွက်တစ်သားကနေရာဖေးပေးရတယ်ဒါပဲအဲ့ဒီတန်ညောကိုကြောက်တုံးမဝင်လိုက်တော့တိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ကမင်းနဲ့ငါမာတယ်မင်းမာသလားပြောတာပြော့ရင်နေရာဖေးပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့